ဘူဂျုံမျိုးနဲ့ပြိုင်စားပြီဗျာ အခုကြီးကကျွန်တော်နဲ့အစားပြိုင်နေလား ဒါပဲလေ အစားပြိုင်ရင်တော့ကိုကြီးနိုင်လိမ့်မယ်အမဲပြိုင်တော့ကိုကြီးကကျွန်တော်ရှုံးမှာသိကြ ဟုတ်တယ်အစားပြိုင်ပါလေ အစားပြိုင်ကိုကြီးနိုင်လိမ့်မယ်အမဲပြိုင်တော့ကျွန်တော်ရှုံးမှာသိကြ အဖက်ထည့်ပေးမယ်အဖက်ထည့်ပေးမယ် ဟုတ်လားကြော ဝိသနာငါးပါလားဒီချိုးဝိလေတော့ တခါဝင်လိုက်မလာပါ ငါပါ ကျေးဇူးပါတယ် OAC ရဲ့မာလာရှန်ကောဆိုင်ခွဲအစ်စ်ဖွင့်ပွဲကိုတွားရောက်မျိုးဆုံးမှာဖြစ်ပါတယ် အဲ့မှာမဲခေါခေါတို့အဖွဲ့ကဘာလို့ကောင်းကောက်မှမသိဘူးဗျာအဖွဲ့လက်ကြီးကောင်းကောက်ကြတယ်စားတာပါဗျာစားတော့ ကဲဘာညာဖြောပြအစီအစဉ်နဲ့ဘာတွေပြီးဆိုတော့ကျွန်တော်မျိုးဆိုးမဲ့အစီအစဉ်လေးလာပြီပေါ့ဗျာ OAC ကတော့ main ကတော့အဓိကမာလာရှန်ကောကတော့လုံးဝ share ပေါ့ဗျာတခြားစားစရာအစားတောက်အစုံရပါတယ်ဒါပေမဲ့မာလာရှန်ကောကတော့ main ပေါ့ဗျာအလကားစားလို့လားမသိဘူးဗျာပို့ပြီးတော့စားလို့ကောင်းတယ်ဗျာအရသာကိုရှိနေရပဲမာလာရှန်ကော၄ဘွဲလားမသိဘူးအဲ့မှာတစ်ခါတည်းမှာပြီးတော့ကျုံးတာရေး OAC ကတော့တနိုင်ငံလုံးကိုပတ်ဖွင့်မယ်လို့တော့ပြောတာပဲအဲ့တော့ဟောမဟုတ်တော့စောင့်ကြည့်ရပေါ့ကျွန်တော်တို့အလကားရတော့ share ဆွဲတာဒါကြီးကလည်းတစ်သက်မှအားနာမှုမရှိဘူးကွာအလကားရတော့စွတ်ခွာစားနေတယ်သူကလည်းလူကြဝယ်မစားဘူးငါလိုပဲကဲ OAC နောက်ကိုလည်းအလကားရအများကြီးထပ်ကြွေးပါအောင်ဗျာစားကျင်သေးတယ်တို့လည်းရောက်ဝင်ပြီးတယ်စိတ်ကြွေးပြီးရှိပါတယ်ခင်ဗျာ တို့တပါလေဗျာ